လီတန်ရဲ့အကြောင်းအပိုင်းနှစ်ဖြစ်ပါတယ်လီတန်ရဲ့အကြောင်းအပိုင်း1မှာရှင်မာရထတာရရဲ့ထိတ်ဆုံးတို့ဆိုတဲ့ကြပြလေးနဲ့စခဲ့ပါတယ်ဖန်ဖန်လေးအားညှိုးရရဲ့ကျိုးလျှောက်ရပြန်တခါတလေတကယ်ပန်းနာကြောင့်တော်ပါပြီးစမလန်းကျင်ဖို့ရက်တန်းကရက်မယ်ကြံတကယ်တော့ဖြစ်ပါမလားစခဲ့မိဟာပေါ့တနေ့မှာဆုံးရရောက်ပါလိမ့်အားလျှော့ကစုတ်ချင်စမ်းပါနဲ့စိန်နွမ်းအသာဖြေအောင်မာလာမွေကန်ကြီးအေးရနဲ့ငှက်တေးကိုအာယုံစင်လို့မိုးတသွင်းအားအင်တစ်လိုက်ပါချစ်ဖွဲ့လူသားဆိုတော့ကျွန်တော်တို့ပြောနေတဲ့တန်မနစ်ဝိညာဉ်လီတန်ရဲ့အကြောင်းကအပိုင်းနှစ်ရောက်လာပါပြီအပိုင်း1မှာတော့သူပွေရွဲစိတ်အုံကြီးထဲမှာ6နာရီလောက်သူဒုက္ခခံပြီးတော့အန်ကျိတ်ပြီးတော့ပွေရွဲစိတ်အကြိုက်ခံရတဲ့ဘဝကနေပြီးတော့လွတ်မြောက်သွားတဲ့အချိန်မှာစစ်သားတွေပြန်သွားတယ်အဲ့လိုလွတ်မြောက်သွားတဲ့အချိန်မှာသူတကိုယ်လုံးကရစရာမရှိတော့ဘူးဖူးရောင်ပြီးတော့စုပ်ပြတ်နေပြီဒါပေမဲ့သူ့မှာရွေးချယ်စရာမရှိဘူးဆက်ပြီးတော့ပြေးရမယ်ဆိုတဲ့အခါမှာသူမြစ်ချောင်းတွေကိုဖြတ်ကြတယ်ဆိုတော့မြစ်ချောင်းတွေကိုဖြတ်တဲ့အခါမှာသူအင်ကြီးကအပေါ်မပါတဲ့အတွက်ရှိတဲ့အင်ကြီးလေးကိုသူချွတ်ပြီးတော့ရေနဲ့လွတ်ရနေရာမှာသူမြှောက်ထားပြီးတော့ကိုတုံးလုံးထီးနဲ့ဖျက်ရတယ်အဲ့ဆိုတော့သိတဲ့အတိုင်းပဲเนาะအရှိတောင်အရှာမှာမြစ်တွေချောင်းတွေကပေါ်တယ်လေเนาะတစ်ချောင်းကိုဖျက်လိုက်နောက်တစ်ချောင်းကိုထပ်ရောက်တခါနောက်တစ်ချောင်းကိုထပ်ဖျက်ဆိုတော့အဲ့မှာတစ်ခုသောချောင်းကိုသူဖျက်နေတဲ့အချိန်မှာဗီယက်နမ်စစ်သားလေးတယောက်ကသေးလာပေါက်တာနဲ့တိုးတယ်ဆိုတော့ကျွန်တော်တို့အဲ့လက်ဝင်ကန်းကိုရုပ်ရှင်တချို့မှာကျွန်တော်ကြည့်ဘူးတယ်เนาะဆိုတော့ရေအောက်မှာငုံပြီးတော့ပုံနေတယ်အဲ့ချိန်မှာစစ်သားလေးကသေးလာပေါက်တော့ဘွားကနေလို့လှုပ်လိုက်တဲ့အချိန်မှာဆိုတော့စစ်သားကတရေဆိုပြီးတော့ထွက်ပြေးသွားတဲ့ဟာမျိုးလေเนาะဆိုတော့သူလည်းအဲ့ဒါကိုနှစ်ဖူးတွေ့ဒူးတွေ့အဲ့လိုဇလံမျိုးကြုံခဲ့ရတယ်ဆိုတော့စစ်သားကလန့်ပြီးတော့ပြေးသွားတယ်အဲ့လိုနဲ့မြေပုံမပါဘာမပါနဲ့ဆက်ပြေးရင်လည်းသူထိုင်းနိုင်ငံထဲကိုသူရောက်ပြီးဆိုပြီးတော့သူပျော်နေတာပေါ့နော်ဆိုတော့အဲ့တုန်းကဒီဒုက္ခတွေကအခုခေတ်ဒုက္ခတွေလိုပဲဆိုတော့ပြေးလွှားနေထိုင်းနိုင်ငံနယ်နိမိတ်ထဲကိုရောက်ရင်တော့သူတို့လုံခြုံလှပြီဆိုပြီးတော့ဟိုထင်လို့ရတယ်ပေါ့နော်အဲ့တော့သူကလည်းပျော်နေတာပေါ့ပျော်လို့မဆုံးသေးခင်မှာပဲတစ်ပင်တစ်ပင်ရဲ့အပေါ်နားလေးမှာရုပ်ဖြတ်ထားတဲ့စနိုက်ပါသမားတယောက်ကိုသူတွေးလိုက်ကြတယ်အဲ့ဆိုတော့သူသဘောဘာပေါက်လိုက်လဲဆိုတော့တေးကြတယ်ဒါနယ်ဆက်ကိုသူမဖြတ်ပါသေးဘူးအကဲသူနယ်ဆက်ကိုဖြတ်ပြီးပြီဆိုလို့ရှိရင်ဒီစနိုက်ပါသမားကိုသူတွေ့မှာမဟုတ်ဘူးပြီးတော့ရှေ့အပိုင်း1မှာကျွန်တော်ပြောခဲ့တာမှတ်မိလားသူကလေရင်မှုစစ်တပ်ထဲကလေရင်မှုဆိုတော့သူကစစ်သားပဲစစ်သားရဲ့သဘောတဘာဝအရာဆိုလို့ရှိရင်သူကဘာသိတာလဲဆိုတော့ဒီနယ်ဆက်ကိုဖြတ်တဲ့အခါမှာမိုင်းတော်တွေရှိတယ်ဆိုတော့ तू ကနယ်ဆက်ကိုဖြတ်နေတဲ့အချိန်မှာဒီမိုင်းတော်ကို तू မဖြတ်ကြသေးဘူးဆိုတဲ့ဟာကို तू သူ့ရဲ့ပင်ကိုအတိအကျ तू သိနေတယ်ပေါ့နော်အဲ့တော့ तू ဒီမိုင်းရဲ့သဘောကလူတွေနေတဲ့နေရာတွေမှာပဲထောင်တက်တယ်ဆိုတော့ तू သိတော့ तू ညကြမှာဖြတ်မယ်ဆိုပြီးတော့ तू တွေးလိုက်တယ်ဒါပေမဲ့ तू ဘာမှမစားရသေးတာ2ရက်ရှိသွားပြီရေကလည်းစာလုံးလို့သိမ်မတောင်ခံစားနေရတယ်ဆိုတော့အခက်ခဲဆုံးမိုင်းတွင်းကိုသူစူးစမ်းပြီးတော့ဖြတ်တယ်စစ်သားရဲ့အတိအရာဆိုတော့ဒီမိုင်းနဲ့ပတ်သက်တဲ့သင်တန်းတွေပါတော့တတ်ထားတော့ဘယ်လိုဖြတ်ရမယ်ဘယ်လိုကြောရမယ်ဆိုတော့သူသိတယ်ဆိုတော့တဖြည်းဖြည်းခွေးဥစံတွေသူပို့ပြီးတော့ကြားလာတယ်သူမိုင်းတွင်းကိုဖြတ်ရင်နဲ့တဖြည်းဖြည်းခွေးဥစံတွေသူကြားလာတယ်ခွေးဥစံတွေကိုသူပို့ပြီးကြားလာရလေသူကပို့ပြီးတော့ပျော်လေဖြစ်တယ်ဆိုတော့ဒီနေရာမှာအဲ့တော့ကျွန်တော်အဲ့စာအုပ်ကိုဖတ်နေနေပေါ့နော်ကျွန်တော်ဆက်မဖတ်ပဲနဲ့အဲ့နာမှာခဏရက်လိုက်တယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေလည်းအဲ့လိုဖြစ်ဘူးလားမသိဘူးเนาะရုပ်ရှင်တကားကိုကြည့်နေနေကိုသဘောကျတဲ့စာတုပ်ကိုဖတ်နေနေဆိုတော့ရှေ့မှာဘာဆက်ဖြစ်မလဲဆိုတော့ခဏထောင်းဆိုပြီးရက်ပြီးတော့ကိုကဘာဖြစ်မယ်ဆိုတော့အုံနောက်ကိုအလုံပေးပြီးစဉ်းစားတာမျိုးကိုအဲ့လိုလုံဘူးကြလားမသိဘူးပေါ့နော်ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့8နှစ်တုန်းကဒီစာအုပ်ကိုဖတ်တော့ဒီဇလန်ကကျွန်တော်လွန်ခဲ့တဲ့8နှစ်တုန်းကဖတ်ခဲ့မှုတဲ့စာအုပ်ထဲရောက်ပေါ့နော်ကျွန်တော်သဘောကျတာလေးကိုအခုချိန်လေးကျွန်တော်သိမ်းထားတာပေါ့ဆိုတော့ဒီဖြစ်ရမှန်ဇလန်လေးကိုကျွန်တော်ဖတ်တော့အဲ့ခွေးဥတန်ကြားရတယ်ဆိုနေမှာကျွန်တော်ခဏရက်လိုက်တယ်ကျွန်တော်စဉ်းစားတယ်လီတန်ကဒီခွေးဥတာကိုဘာလို့သူကခွေးဥတန်ကြားလေသူပျော်လေဖြစ်ပြီလို့ပြောတာလဲပေါ့နော်ဘာကြောင့်လဲဆိုတော့ဗီယက်နမ်နဲ့ကမ်ဘောဒီးယားတွေမှာအဲ့ခေတ်တုန်းကဒီလူမျိုးတုံးတက်တာတွေစစ်ပွဲတွေကြောင့်လူတွေကငတ်တဲ့အခါမှာခွေးသားကိုစားရတယ်စားတော့သူတို့နိုင်ငံမှာခွေးတွေအားလုံးကမျိုးတုံးသွားပြီ
အဲ့တော့ဒီသူကြားနေရတဲ့ခွေးဥတန်ဘယ်ကလာလဲဆိုတော့ထိုင်းနိုင်ငံကလာတာဆိုတော့ထိုင်းနိုင်ငံမှာအဲ့တော့ခွေးသားမစားဘူးဆိုတော့ခွေးတွေကရှိသေးတယ်အဲ့တော့ဒီအတန်ကိုကြားလေလေဆိုတော့သူကပျော်လေလေဖြစ်တာဘာကြောင့်လဲသူထိုင်းနိုင်ငံထဲကိုရောက်ပြီဆိုတော့ခံစားချက်ရှိလို့ဆိုတော့ကျွန်တော်အိတ်စာဖတ်နေနေဒါကြောင့်မလို့ဆိုတဲ့ဟာကိုကျွန်တော်တွေးမိတယ်ကျွန်တော်စက်ဖတ်တဲ့အချိန်မှာလည်းကျွန်တော်ထင်တဲ့အတိုင်းပဲဆိုတော့သူတို့တွေကရိတ်ခါတွေပြက်လို့ခွေးတွေအားလုံးစားလိုက်ကြတယ်သူတို့ဆိုတာကဒီကမ်ပူချာနဲ့ဗီယက်နမ်တွေကဆိုတော့ခွေးတွေမရှိတော့ဘူးခွေးတွေရှိတာထိုင်းနိုင်ငံမှာပဲဖြစ်တယ်နော်ဆိုတော့အနည်းဆုံးအဝေးပြေးလမ်းမတစ်ခုကိုသူရှာတယ်ဆိုတော့အဲ့လမ်းမကိုသူရောက်တော့လေဆိုတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံကိုအောက်လမ်းသွားပြီးတဲ့သူတွေဆိုသိရလေနော်ဆိုတော့ဒီ gate တွေဖျားသုံးစု gate တို့ဘာတို့ဖြတ်ပြီးရှင်တော့နွန်တော့တွေကိုဖြတ်ပြီးလမ်းမကြီးကိုဖြတ်တဲ့အခါကျလို့ရှိရင်သူကဟိုလူကြီးတိတ်တဲ့အချိန်မှာဖြတ်ကြတာလေနော်ဆိုတော့ Mr. Leader ကလည်းသူဖြတ်လိုက်တဲ့အချိန်မှာသူတွေ့ကြတစည်းကိုလှမ်းပြီးတော့ကားကိုသူလှမ်းပြီးတော့တားလိုက်တယ်တားပြီးတော့သူစီးလိုက်တဲ့အခါမှာသူကဘာပြောလဲဆိုတော့သူ့ကို Red Cross ပေါ့နော်ဆိုတော့တက်ချင်ဒီအတင်းရဲ့ရုံးကိုလိုက်ပို့ခိုင်းတဲ့အချိန်မှာဆိုတော့လီဒန်ကန်ကောင်းနေပြီလို့ထင်လားမထင်နိုင်ဘူးနော်အဲ့ဒီကားသမားကသူကထောက်လိုင်းရဲနဲ့သူကတန်းတိုးတာအဲ့တော့သူ့ရဲ့အချက်လက်တွေအားလုံးဟိုကလုံးဝယူသွားပြီဘာပဲဖြစ်ဖြစ်သူ့ကိုတော့ဒုက္ခတဲ့စကားကိုတော့ပို့ပေးသွားတယ်သူ့အချက်လက်တွေအားလုံးကတော့ထောက်လိုင်းရဲရှိကိုရောက်သွားပြီဆိုဘယ်ထောက်လိုင်းရဲလဲတော့မေးချင်ရှိရနော်ထိုင်းကထောက်လိုင်းရဲပေါ့ဆိုတော့ဒုက္ခတဲ့စကားကိုရောက်တော့ဒုက္ခတဲ့တွေကတအုံတမာကြီးပဲအများကြီးပဲမနိုင်မနှင်းနဲ့ငတ်ပြတ်နေကြတယ်ဆိုတော့လီတန်ကသူ့ရဲ့ဖြစ်ကြောင်းရဲ့ဂုံစင်ကိုပြောပြတာဗောနော်သူဘဝကိုဘယ်လိုဖြစ်လဲဆိုတော့ဒီဒုက္ခတဲ့စကားမှာဒီ interview ဖြေဘူးတဲ့သူတွေရှိလိမ့်မယ်ကျွန်တော်ဗီဒီယိုကြည့်တဲ့ထဲမှာဆိုတော့ဒီ interview မေးနေတဲ့သူကလီတန်ရဲ့ဘဝအကြောင်းကိုနားထောင်ပြီးတော့သူကမယုံရအောင်မင်းဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုတော့အဲ့လိုသူ့ကိုမေးခွန်းတွေမေး interview တွေစင်ရင်လည်းပဲသူအဲ့ဒုက္ခတဲ့စကားမှာ10လလောက်ထပ်နေရတယ်သူ့ဘယ်သူမှမယုံကြဘူးဘာကြောင့်မယုံတာလဲဆိုတော့ဒီလောက်ထိခက်ခဲဟိုတေကံမပြောက်တေကံမရောက်အသက်မပြောက်ဟိုဖြစ်တယ်ဆိုတော့လူတွေကယုံဖို့ခက်ခဲတယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာသူ့ရဲ့သတင်းကိုစင်ကာပူမှာရှိတဲ့သူအမျိုးတွေကကြားသွားတယ်ပေါ့နော်ကြားသွားတယ်ဒါပေမဲ့သူကလေရင်မူးဟောင်းဆိုတာထောက်ခံပေးမှထောက်ခံတဲ့သူတွေရှိမှထောက်ခံတာတော့မှရိုးရိုးမဟုတ်ဘူးသိရမလားဟိုစစ်ဘက်ဆိုင်ရာလူကလည်းထောက်ခံရမယ်အရက်ဖက်ကလူကလည်းထောက်ခံရမယ်တငယ်ချင်းတွေကလည်းထောက်ခံရမယ်မိသားစုကလည်းထောက်ခံရမယ်လောဖို့ကိုင်ဘက်အဟောင်းတွေကလည်းထောက်ခံရမယ်အဲ့လိုထောက်ခံပေးမှဟိုသူ့ကိုလွတ်မြောက်မယ်ဆိုပြီးတော့ဒုက္ခသည်စခန်းရဲ့ဒီ interviewer တွေကရစ်တယ်ပေါ့ရစ်တော့သူနောက်ဆုံးအဲ့လိုပဲကြံဖန်ပြီးတလောက်ဒုက္ခတွေတော့ဖြတ်လာခဲ့တာဗျာဒီ interview လေးလောက်တော့ဟိုထမင်းလေး2နှစ်လောက်စားရတဲ့ဘဝကိုပြန်ရောက်သွားတယ်ဆိုတော့သူ့အတွက်ကဟိုအရင်ကောင်းနေပြီလीနော်ဆိုတော့နောက်ဆုံးသူထောက်ခံတဲ့သူတွေရတယ်ရတော့သူဘာဖြစ်လဲဆိုတော့သူဒုက္ခသည်စခန်းကနေလွတ်မြောက်သွားတယ်လွတ်မြောက်သွားလို့ကံကောင်းမယ်ထင်လို့လားသူ့ဘယ်သူမှမယုံတဲ့အတွက်သူ့ကိုတစ်ဖက်လှည့်နဲ့ရဲရရှိတယောက်လက်ထဲကိုအပ်လိုက်တယ်အဲ့ရဲရရှိကသူ့ကိုဘာလုပ်လဲသိလားထိုင်းနိုင်ငံဒုက္ခသည်စခန်းနေပြန်ခေါ်ပြီးတော့ကမ္ဘောဒီးယားရဲ့ဒုက္ခသည်စခန်းတွေကိုပြန်ထည့်ထားလိုက်တယ်ဘဝတော့ဘဝတစ်ခုကိုစဉ်းစားကြည့်ဟိုကျွန်တော်တို့တွေဒါအဲ့လောက်ထိဖြတ်သန်းရမယ်ဆိုရင်လီတက်ရဲ့7ပုံ0.1 ပုံတော့ဖြတ်သန်းနိုင်ပါမလားပေါ့နော်ကိုမေကွန်းထုတ်ကြည့်တာပေါ့နော်ဆိုတော့အဲ့ကမ်ပူချာပေါ့နော်ကမ်ဘောဒီးယားဒုက္ခသည်စခန်းကိုပြန်ရောက်တဲ့အချိန်မှာအကြီးဆုံးဒုက္ခပါလဲဆိုတော့သူကဒီဒုက္ခသည်တွေကိုကမ်ဘောဒီးယားမလို့ချင်ဘူးထိုင်းကကြတော့သူလက်ခံထားတယ်တင်ထားတယ်ကျွေးထားတယ်မွေးထားတယ်လီဒန်ရဲ့ case မှာကြတော့လီဒန်ကိုဘာလို့ကန်ထုတ်လိုက်လဲဆိုတော့သူတို့မယုံကြလို့ဒါပေမဲ့ကမ်ဘောဒီးယားဒုက္ခသည်စခန်းမှာကြတော့အချိန်မီဗီယက်နမ်ကိုပြန်ပို့နိုင်တယ်ဗီယက်နမ်ကိုပြန်ပို့ပြီဆိုရင်သူ့ဘဝသွားပြီတိတ်တမ်းပဲဆိုတော့ तू ကသူ့ကိုပြန်မပို့ခင်စัจ jaar လေးထဲမှာထိုင်းကနေပြီးတော့ तू မလေးရှားကိုပြေးရတယ်မလေးကနေပြီးတော့ तू စင်ကာပူပြေးမယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်အဲ့တော့ तू ဘ
ဘာလုပ်လဲဆိုတော့ထိုင်းကနေမလေးကိုပြေးမယ်မလေးကနေစင်ကာပူပြေးမယ်ဆိုသူအရင်ဦးဆုံးလောက်ကမဲ့အရာဘာလဲဆိုတော့အင်္ဂလိပ်စာသင်ရမှာဆိုတော့အင်္ဂလိပ်စာတတ်ဖို့လိုတယ်ဆိုတော့သူသိတယ်ဒုက္ခသည်စခန်းမှာမရမကတကုတ်တခဲနဲ့အင်္ဂလိပ်စာကိုသူရအောင်သင်တယ်ပေါ့1983 February 1ရက်နေ့ဆိုတော့1985ကနေစလိုက်တဲ့လီဒန်ဇလန်က8နှစ်ကြာသွားပြီနော်ဘဝလုံးဝကိုရုန်းကန်ရတာဆိုတော့စကလုံးထက်ပိုတဲ့စကလုံးနဲ့ပေါ်ပြအရာဖြစ်တယ်ဆိုတော့သူပြေးပြီးဒုက္ခသည်စခန်းတန်ဆူးကျိုးကိုကြော်တယ်15မိုင်ဝေးတဲ့ပရာဆက်ဆိုတဲ့မြို့ကိုမြငါးခုကိုဖြတ်ပြီးတော့သွားတယ်မိုးလင်းကန်ဒီမှာရဲရစစ်တော့တခါရဲကိုစောင့်တုံးပြီးတော့ထွက်ပြေးတယ်ရဲကပြစ်တယ်ပြေးနေမျက်ဖုတ်ထဲမှာဝင်ပုန်းတယ်ရဲကမျက်ဖုတ်ကိုမီးရှို့လိုက်တယ်ဆိုတော့မီးကလောင်တော့သူပုန်းနေတဲ့နေရာရောက်ခါနေမှာမီးကငြိမ်းသွားတယ်အဲ့တော့သူဆက်ပြီးတော့ထွက်ပြေးတယ်နောက်တစ်နေ့ဒုက္ခသည်စခန်းကိုလာဘူးတဲ့အမျိုးသမီးတယောက်နဲ့လမ်းမှာအမှတ်မထင်သွားတွေ့တယ်ဆိုတော့ဟိုကသူ့ကိုကူညီပေးတယ်လင်မယားဖြစ်ဟန်ဆောင်တယ်ဘန်ကောက်ကိုသွားတယ်ဘန်ကောက်ကနေတဆင့်ဒီထိုင်းမလေးနယ်စပ်ပေါ့ဟဲ့ရိုင်လို့ခေါ်မလားဟဲ့ရိုင်လို့ခေါ်မလားဆိုတော့အဲ့မှာမြန်မာတွေအများကြီးရှိတယ်เนาะကျွန်တော်အဲ့မြို့ကိုတစ်ခါတော့ရောက်ဘူးတယ်ကျွန်တော်သဘောကျတယ်နယ်စပ်မြို့လေးဒူးဆိုင်ကြီးကတော့တော်တော်ပေါ်တယ်ဒါပေမဲ့နေလို့ထိုင်လို့ကောင်းတယ်ဈေးရမ်းပေါ်တယ်နယ်စပ်မြို့လေးအစ္စလမ်ဘာသာဝင်ပေါ့ဒီမလေးနွယ်ဘွားထိုင်းနိုင်ငံသားအစ္စလမ်ဘာသာဝင်တွေအများကြီးတွေ့ရတယ်ဆိုတော့အဲ့ဟဲ့ရိုင်မြို့မှာသူဆင်းတော့စစ်စေးဂိတ်မရှိတဲ့နေရာတွေကိုပေါ့နော်ခြေလင်းနဲ့ပတ်ပြီးတော့သွားတယ်ဒီမလေးဘက်ကိုသွားတဲ့ယထာတန်လန်းပေါ့အဲ့တန်လန်းအတိုင်းသူတဲသူရှောက်သွားတယ်ဆိုတော့အဲ့ချိန်မှာသူ့ရဲ့ science ပေါ့နော်သူ့ရဲ့အသိကိုပထမသူနယ်စပ်ကိုဖြတ်တဲ့အချိန်မှာကမ်ပူချာနယ်စပ်မှာခွေးဆန်နေကြတော့သူပျော်တယ်လို့ပြောတယ်ဒီမှာကျတော့ခွေးဆန်မဟုတ်တော့လူတွေရဲ့စကားပြောတဲ့အတန်တွေပြောင်းလာတာနဲ့အမျှသူကပို့ပြီးတော့ပျော်လာတယ်ထိုင်းလို့ပြောနေတဲ့ဘာသာစကားတွေကိုကြားနေတာကနေပြီးတော့မလေးလို့ပြောတဲ့စကားတွေကိုကြားနေတဲ့အခါမှာသူပို့ပြီးတော့သူပျော်လာတယ်နောက်ဆုံးသူမလေးတဲ့ကိုရောက်သွားပြီဆိုတော့အဲ့မလေးရှားမှာသူ KL ပေါ့နော် KL ကိုဘတ်စကားနဲ့စီးပြီးတော့သွားတယ်အဲ့နယ်စပ်မြို့ကနေပြီးတော့အဲ့အနေတစ်ဆင့်သူစင်ကာပူနယ်စပ်ကိုသွားတယ်ဂျိုဟိုဘာရူပေါ့ဆိုတော့ဂျိုဟိုဘာရူကိုသွားတယ်ဂျိုဟိုဘာရူကိုဘတ်စကားစီးပြီးတော့သွားတယ်ဆိုတော့ဂျိုဟိုဘာရူရောက်တဲ့အချိန်မှာအဲ့ခေတ်တုန်းကတော့ဒီဂျိုဟိုဘာရူကနေပြီးတော့စင်ကာပူသွားခြင်းရင်လုံးစရာတစ်ခုပဲရှိတယ်တရားမဝင်သွားတဲ့နီလန်ဆိုတော့ဒီဂျိုဟိုမြစ်ထဲကိုရေစင်းကူးပေါ့အရင်ကမွေးပါဘူး1 ကီလိုမီတာလောက်ပဲဝေးတယ်ဆိုတော့ကျွန်တော်ဒီစင်ကာပူပတ်ချမ်းကနေပြီးတော့အဲ့ဂျိုဟိုမြစ်ကိုမြင်ဘူးတယ်ဆိုတော့အခုတော့နီးပညာတွေကအရန်တိုးတက်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ရောက်ခဲ့တဲ့အချိန်တော့2018အဲ့တုန်းကတော့မှဒီအဲ့မြစ်ထဲကိုအမိုက်လေးတစားပစ်ချလိုက်ရင်တဲ့စင်ကာပူရဲ့ဒီရေဒါထဲမှာသွားပေါ်ပြီးတော့ရဲကချက်ချင်းရောက်လာတယ်ပေါ့နော်ဒါကတော့အခုခေတ်ပေါ့နော်အဲ့တုန်းကတော့အဲ့လောက်လဲသူတို့မတိုးတက်ကြသေးဘူးဆိုတော့ဂျိုဟိုမြေကိုသူဖြတ်ပြီးတော့ကူးတယ်ကူးတယ်ဆိုတော့ဒီကမ်းခြေကနေပြီးတော့လက်ပစ်ပြီးတော့ကူးတာနော်ဟိုဘက်ဒီဘက်ကိုဆိုတော့မကူးခင်အမှောင်ရိပ်ထဲမှာသူစောင့်နေတယ်စောင့်ပြီးတော့ကူးတယ်1983 February 10ရက်မှာတော့သူစင်ကာပူကိုရောက်သွားပြီဆိုတော့စင်ကာပူရောက်တဲ့အချိန်မှာမိုးမလင်းခင်မှာသူပန်းခြံထဲမှာခဏအသားလေးအိတ်လိုက်သေးတယ်အိတ်ရနိုးတဲ့အချိန်မှာသူတန်ရုံးကိုသွားတယ်ဒီနေရာမှာတော့တခုရှိတယ်ပေါ့နော်အဲ့စာထဲမှာကျွန်တော်ဖတ်တဲ့အချိန်မှာဘယ်တန်ရုံးကိုသွားတာလဲဆိုတော့မပါဘူးဆိုတော့ကျွန်တော် research လုပ်ကြည့်တော့American တန်ရုံးလို့ပြောတယ်ပေါ့နော် American တန်ရုံးကိုသွားတယ်လို့ကျွန်တော်စာထဲမှာမပါတဲ့ဟာကို online ကနေ research လုပ်ထားတာပေါ့နော်ဒါကတော့မှန်ချင်မှမှန်ပါလိမ့်မယ်ဆိုတော့တန်ရုံးမှာသူဖြစ်ကြောင်းရဲ့ဂုဏ်စင်ကိုပြောတယ်အဲ့ဆိုတော့ဏီကုန်းချုပ်ကြည့်ရအောင်ဆိုတော့မိုင်ပေါင်း2000ဒုက္ခသည်စခန်း2ခုနိုင်ငံ5ခုထောင်6ခုဆိုတော့အခုကတော့လီဒန်လွတ်မြောက်သွားပြီနိုင်ငံရေးသိပ္ပံ political science ဘွဲ့ကို US မှာရတယ်ဆိုတော့အခုသူ US မှာနေရလို့အခုဆိုတာလွန်ခဲ့တဲ့8နှစ်တော့သူ US မှာနေသေးတယ်ပေါ့နော်ဒီ lecturer ပေါ့ဆိုတော့ဒီ professor အနေနဲ့အတံမွေးဝမ်းကြောင်းပြုနေတယ်လို့ကျွန်တော်research အရာပေါ့နော်ကိုယ့်ဘာကိုလေ့လာထားအရာသိထားပါတယ်ဆိုတော့သူ့ရဲ့စွန်သားခန်းကဖြစ်ရမှန်
ဘယ်သူယုံနိုင်ပါလဲဆိုတော့ကျွန်တော်တို့ဘဝတွေမှာကန်ဆိုးလာကြီးရဲ့ငါတော့ဒီလောက်တော့မဖြတ်ကျော်နိုင်တော့ပါဘူးရဲ့ဆိုတွေးလာရင်ကျွန်တော်တို့ကဒီလိုလီတန်းရဲ့ဇလန်းမျိုးတွေကိုစဉ်းစားသင့်တယ်ပေါ့နော်အတူယူသင့်တယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဗီဒီယိုတွေကိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုတွေကိုediting တွေတေချာလုပ်မင်းမှာ content ကောင်းကောင်းတွေရှိတာပဲဆိုတေချာလေးediting လုပ်စေခြင်းလို့လာပြောကြတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်ကျွန်တော်လူတွေကိုဆွဲဆောင်ဖို့ဒီဗီဒီယိုတွေဖန်တီးတာမဟုတ်သလိုဒီဗီဒီယိုတွေဖန်တီးရင်းနဲ့လည်းငွေကြေးတစ်စုံတရာရလို့မှုနဲ့လုပ်နေတာမဟုတ်ပါဘူးအရန်ကြီးကိုတခုခုလိုအပ်နေတဲ့သူကကျွန်တော်ဗီဒီယိုလေးကြည့်လိုက်လို့တခုခုလေးရသွားတယ်ဆိုရင်ဒါကျွန်တော်တို့လုံလောက်ပါပြီပြီးတော့ကျွန်တော်ရဲ့ဒီတူလေးပေါ့နော်ဒီနေ့သူတို့တွေကြီးပြင်းလာတဲ့ခါကျရင်ဒီဗီဒီယိုတွေစုဝေးထားတဲ့အကောင့်လေးတစ်ခုသူတို့ကြည့်လိုက်လို့သူတို့အတွက်ပေါ့နော်အများကြီးအကျိုးရှိတာဖြစ်နိုင်ရင်ဒါမှမဟုတ်တခုခုလေးအကျိုးရှိတာဖြစ်မယ်ဆိုရင်ပဲလုံလောက်ပါပြီဆိုတော့ဒါကျွန်တော်ရဲ့မော်ကွန်းတိုက်ဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်နောက်ထပ်